ဖေမသေးခင်အောင်မြင်နေဆိုတာဘယ်လိုလဲဆိုတာသိချင်ဘူးဒီအချိန်မှာတော့မမေလောက်တော့ထင်ပါတယ်သမီးရဲ့ညီကညီပကြီးပဲဆွဲဘာပဲလုပ်လို့နော်အတိကဝင်ငွေရှိနေဖို့ပဲနင်တို့မောင်နှမနှစ်ယောက်ကငါပကြီးဆွဲပြီးကြွတာလားမွေးငါရောက်ပြီးကြွတာလားပြောဒီဘိုက်တီးနေရလားနည်းနည်းပပပေါ့ချင်းလေးပါလေးညီးလို့ရအောင်လားကော်လေးပါလေးနည်းနည်းပပကင်တိုက်အောင်ပေါ့ Just tea for two and two for tea. Just me for you and you for me alone. ဟိုသူချိုးကားဖို့ကြံခဲ့ရလားနင်ကဘယ်ချိန်သူ့ကားဖို့ရောက်သွားပြီးဘယ်သွားခဲ့ကြถึงเมาแล้วสาวขึ้นไหลหันต้นก่อนเชอรี่เบอาหนาวเข้าเย็นด้วยเดที่เว